မနက်စာကိုဒီကောက်ဆွဲလေးစားလိုက်ရုံနဲ့တနေကုန်အပြည့်ရှိသွားစေမဲ့ခရမ်းညင်သီးကြေးဥခောက်ဆွဲချက်နည်းလေးကိုမျှပေးလိုက်ပါတယ်။အရင်ဆုံးခရမ်းညင်သီးလေးလုံးကိုအတုံးလေးဖြစ်အောင်လှီထားပေးလိုက်ပါမယ်။ပြီးရင်တော့ကြက်သွန်ဖြူလေးတွေကိုလည်းတောက်တောက်လှီထားပေးလိုက်ပါ။နောက်ထပ်ကြက်သွန်မိတ်လေးတွေနဲ့နန်းနန်းမိတ်လေးတွေကိုလည်းလှီထားပေးလိုက်ပါမယ်။ပကံလုံးထဲမှာကြက်ဥ၃လုံးကိုဖောက်တက်ပေးပြီးစားတစွန်းလောက်ထပ်ထည့်ပေးပြီးသွားရင်တော့နှံသွားအောင်သေချာလေးမွေထားပေးလိုက်ပါမယ်။ပေါင်ပစ္စည်းလေးတွေကတော့ဒါလေးတွေပါပဲ။အိုးထဲမှာစီပူလာပြီဆိုရင်တော့ခုနအမွေထားတဲ့ကြက်ဥ၃လုံးကိုထည့်ပြီးတော့ကြော်ပေးလိုက်ပါမယ်။ရသွားပြီဆိုရင်တော့ဆယ်ထားပေးလိုက်ပါ။နောက်ထပ်အိုးထဲမှာကြက်သွန်ဖြူနဲ့ကြက်သွန်မိတ်ကိုထည့်ပေးပြီးမွေးလာတဲ့အထိကြော်ပေးလိုက်ပါမယ်။အနံမွေးလာပြီဆိုရင်တော့ခရမ်းညင်သီးလေးတွေကိုထပ်ထည့်ပြီးတော့တေချာလေးမွေထားပေးလိုက်ပါ။ကြက်သားမုန့်တစ်စုံလောက်ထပ်ထည့်ပေးပြီးသွားရင်တော့ကြေလာတဲ့အထိကြော်ပေးရပါမယ်။နူးပြီးကြေလာပြီဆိုရင်တော့ပဲငတ်မြိုင်တစ်စုံထည့်ပေးပြီးတော့နှံသွားအောင်တေချာလေးမွေထားပေးလိုက်ပါ။ပြီးရင်တော့ရေတစ်ခွက်လောက်ထည့်ထားပေးလိုက်ပါမယ်။နောက်ထပ်တကြားကြက်သားမုံငရုတ်ကောင်းမုံထည့်ပေးပြီးကြက်ဥခောက်ဆွဲကို2မိနစ်လောက်ထည့်ပြုတ်ထားပေးလိုက်ပါ။နောက်ဆုံးကြော်ထားတဲ့ကြက်ဥလေးထည့်ပေးပြီးလူတိုင်းကြိတ်တဲ့နန်းနန်းမေလေးပါထပ်ထည့်ပေးပြီးသွားရင်တော့အရန်ကိုအားရှိပြီးစားလို့ကောင်းတဲ့ခရမ်းညင်သီးကြက်ဥခောက်ဆွဲလေးကိုရပါပြီနော်။လောကလည်းလွယ်ကူပြီးတော့စားလို့လည်းအရန်ကောင်းတာမို့လို့လိုက်လို့စားကြည့်ကြဖို့မမေ့ကြပါနဲ့ဦးနော်။